ဇလန်းရဲ့အစားမှာတော့လူဖီခေါင်းဆောင်တဲ့အဖွဲ့နဲ့ဘက်ကီခေါင်းဆောင်တဲ့အဖွဲ့ကဘောလုံးကစားနေပါတယ်။ကိုဘီကသူတို့အဖွဲ့ရဲ့အနိုင်ရှုံးကိုဆုံးဖြတ်ဖို့အတွက်ဂိုးဖန်သမားအနေနဲ့ဂိုးပေါက်မှာစောင့်နေခဲ့ပါတယ်။အဲ့ဒီအချိန်နာမီတို့ကတော့လူဖီတို့ကိုစင်မော်ကနေအော်ဟစ်အားပေးနေခဲ့ပါတယ်။ပထမဦးဆုံးအနေနဲ့လူဖီကသူ့ရဲ့ရာဘာဆွမ်းကိုအသုံးချပြီးဘောလုံးကိုဂိုးပေါက်ထဲကိုကန်သွင်းလိုက်ပါတယ်။ကိုဘီတယောက်ဘာမှမလုပ်လိုက်နိုင်ခင်မှာပဲဘောလုံးကဂိုးထဲကိုတက်တက်မက်မက်ဝင်သွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့လူဖီကအရန်ကိုကော်ယူနေခဲ့ပြီးဗီဗီတို့ကလည်းအော်ဟစ်အားပေးနေပါတယ်။အဲ့ဒီနောက်မှာတော့ဘက်ကီကသူ့ရဲ့အစွမ်းကိုအသုံးပြုပြီးဘောလုံးကိုဂိုးပေါက်ထဲကိုကန်ပြီးသွင်းလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ကန်ချက်ကလွဲချော်သွားပါတယ်။နောက်ထပ်ကတော့ဇိုရိုတို့ရဲ့အလဲဖြစ်ပြီးသူကလည်းဘောလုံးကိုဂိုးပေါက်ထဲကိုတိတိကျကျကန်သွင်းနိုင်ခဲ့ပါတယ်။နောက်တော့အားလောင်ရဲ့အလဲကိုရောက်လာခဲ့ပြီးအားလောင်ကလည်းဂိုးသွင်းကအမတ်တမတ်ကိုယာယူခဲ့ပါတယ်။ကိုဘီကတော့အင်အားပြည့်တဲ့ကန်ချက်တွေကြောင့်ဘောလုံးတွေကိုမဖမ်းရဲဖြစ်နေပြီးအဲ့ဒီနောက်မှာတော့ချိုပါရဲ့အလဲကိုရောက်လာပါတယ်။ကိုဘီတယောက်ချိုပါရဲ့ပုံစံကိုကြည့်ပြီးစိတ်သက်သာရနေချိန်မှာရုတ်တရက်ချိုပါရဲ့ခန္ဓာကိုယ်ကအကြီးကြီးဖြစ်လာတာကြောင့်မျက်လုံးပြူသွားပါတယ်။ဒါပေမဲ့ဘောလုံးကိုသူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့ဖောက်ပစ်လိုက်မိတာကြောင့်အမတ်ကတော့မရလိုက်ပါဘူး။အဲ့ဒီနောက်မှာတော့တယောက်ပြီးတယောက်ကဘောလုံးကိုကန်သွင်းပြီးသူ့ဘက်ကိုယ်ဘက်အကျိန်းနဲ့ရှင်ပြိုင်နေခဲ့ပါတယ်။နောက်ဆုံးထိသူမသားကိုအားသူ့ပါတွေဖြစ်နေခဲ့တာကြောင့်ဦးစွတ်ကတော့အတော်လေးကိုပောက်ကွဲနေခဲ့ပါတယ်။အဲ့ဒီအချိန်ကြော်ညာနေတဲ့သူကအောက်ကိုဆင်းလာခဲ့ပြီးသူကဘောလုံးကိုဂိုးပေါက်ထဲကန်သွင်းလိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ကိုဘီကသူကန်လိုက်တဲ့ဘောလုံးကိုတိတိကျကျဖမ်းမိခဲ့တာကြောင့်ဘက်ကီကအတော်လေးဒေါသထွက်သွားပါတယ်။ဒါကြောင့်သူကကြီးညာပေးနေတဲ့သူကိုအောက်ကိုဆွဲချပြီးဝိုင်းပြီးတော့ထူရိုက်ကြပါတယ်။နောက်ဆုံးမှာတော့အဆုံးဖြတ်အနေနဲ့စန်ကြီးရဲ့ကန်ချက်ကိုအားလုံးကစောင့်ကြည့်နေပါတယ်။အဲ့ဒီနောက်မှာတော့စန်ကြီးကဘောလုံးကိုကန်ထုတ်လိုက်ပေမဲ့ဘောလုံးကလေဟာနယ်တဲ့ကိုလွင့်တက်ပြီးပျောက်ကွယ်သွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဘက်ကီကအတော်လေးကိုဝမ်းသာနေပါတယ်။တစ်ဖက်မှာတော့တယောက်ကပွဲကိုကြည့်နေတဲ့ရေတပ်သားစီကိုဖုံးဆက်လာပါတယ်။ပြီးတော့ဘောလုံးဟာကဘာကြီးကိုပတ်ပြီးတော့အဲ့ဒီနေရာကိုပြန်လာနေတာဖြစ်ကြောင်းသူကပြောပြပါတယ်။ဒါကိုကြားလိုက်ရတော့သူကအရန်ကိုအံ့ဩသွားပြီးဒီအကြောင်းကိုအားလုံးကိုပြောပြခဲ့ပါတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့ဘက်ကီကမယုံနိုင်ဖြစ်နေခဲ့ချိန်ဘောလုံးကပင်လယ်ကြီးကိုဖြတ်ပြီးအဲ့ဒီနေရာကိုပြန်ရောက်လာပါတယ်။အဲ့ဒီနောက်မှာတော့ဘောလုံးကဂိုးပေါက်ထဲကိုတက်တက်မက်မက်ဝင်သွားခဲ့တာကြောင့်လူဖီတို့ဘက်ကနေပြီးအနိုင်ရသွားပါတယ်။နောက်မှာတော့စန်ကြီးကဆက်လက်ငွေကိုမုတ်ထုတ်လိုက်ပြီးဒိုင်ကိုပွဲကိုဆုံးသက်ဖို့အတွက်ပြောလိုက်ပါတယ်။ခရမုတ်တန်ဆုံးမှာတော့နာမီတို့ကဝမ်းသာအားရထားပြီးတော့អော်ကြပါတယ်။နောက်ရက်မှာတော့လူဖီတယောက်ပင်လယ်ထဲမှာပြင်းနေချိန်သူကတိုင်နားမှာရှိနေတဲ့ဘောလုံးတစ်လုံးကိုမြင်သွားတာကြောင့်အရန်ကိုဝမ်းသာသွားပါတယ်။ဒါကြောင့်သူကပြေးသွားပြီးကန်လိုက်ပေမဲ့အဲ့ဒါကတိုင်ခွဲမှာထိုင်နေတဲ့ဦးစိုးဖြစ်နေခဲ့ပါတယ်။ဒါကိုမြင်သွားတဲ့နာမီတို့ကလူဖီကိုတားဖို့ကြိုးစားခဲ့ပေမဲ့အချင်းကနောက်ကျသွားခဲ့ပြီးဦးစိုးကလူဖီရဲ့လက်မှာအကန်ခံလိုက်ရပြီးဇလန်းကလည်းပြီးသွားပါတယ်။